Florida Clearwater Beach က UFC gym ကိုသွားကြမဲ့ဒီဇိုင်းနဲ့ကြည့်ကြလိုက်ရမှာ UFC အင်ကြီးရယ်နဲ့wrestler လည်း wrestler အင်ကြီးနဲ့ကဲသွားကြပြီးမှစုံမယ်ဟဲ့လားကိုရီးယား beach မှာ beach ကိုသွားမယ်ဟို17နာရီခွဲလောက်ပြန်ရောက်မယ်ဟဲ့လား okay သွားတော့ထွက်တော့ငါတို့တွေလည်း beach ကိုသွားကြမယ်နော်ခန်းလေးကနေထွက်ခေချာပိတ်ကဲဘယ်လိုလဲလားမတက်လေကဆင်းမယ်လားထွက်ဒါကမနေ့ကညစားတဲ့ဆိုင်လေးလေတချင်းနေဆိုတာဒီမှာဆို free parking 1 hour ကျော်ဝိုင်းတော့ကပြားနဲ့ charge လုပ်မှာပေါ့နော်ဟိုးဘက်မှာ beach ကဟိုးဘက်မှာကိုရီးယားအခန်းရှိဟုတ်တယ်မကြီးအောက်မှာလည်းအဲ့လိုဘောတွေပါတယ်ပြီး3လွာမှာပါဒီမှာဟိုဘက်မှာသွားနှိပ်သွားဒီမှာကိုရီးယားအခန်းဒီအဖွားကြီးခိုင်နေဘေးနားပေါ့နော်ဒီမှာ beach ဒီဘက်ဒီအခန်းတွေကလည်းဒါအနောက်ဘက်ချမ်းခန်းနေပေါ့နော်ဒီခန်းနေဆိုရင်ဈေးသက်သာတယ်ဆိုတော့ beach ကဟိုးဘက်မှာအောက်ပါဘူးဈေးဘက်သက်သာမလဲဒါ beach နဲ့လုံးဝကဲ့ရဲ့အခန်းတလေကနေဆင်းလာရင်ဒီလိုမျိုးတော့ဒီမှာဒီကနေဒီလိုဖြတ်သွားလို့ရှင်ရောက်ပါပြီ beach ကိုဒီ hotel တလေကအပေါက်ကလေးရနဲ့ထွက်လာ beach ကိုရောက်ပြီဒါကဒီမှာ hotel beach view hotel တဲ့နော်မစိုးဘူး budget hotel လေးဒီမှာထိုင်တဲ့နေရာလေးတွေ hotel ရှိမှာပဲဒါ hotel ဒါရဲ့ကိုရီးယားအခန်းအုံးကြီးလေးဒီမှာ beach view အဆိုရင်ကားလမ်းမရှိရပေါ့နော်ဒီမှာဆိုရင် parking တွေပါတယ်ဒီ hotel မှာမတည့်တဲ့လူတွေက parking ပို့ပေးရအောင်ပေါ့နော်ဒီမှာနော် beach ကိုပဲနေအားနေသွားကြတယ်ဒီကနေသွားကြတာနော်ဒီလမ်းလျှောက်နေတဲ့လူလည်းရှိတယ်လာဒီလာဒီမှာ ice cream ဆိုင်လေးချစ်စရာလေးဒီဆိုင်လေးကနေဖြတ်သွားရအောင်အနည်းဆုံးတော့ဆိုင်လေးမှာမရှိတယ်နည်းနည်းဆက်စုလို့ရအင်းကြီးလေးချစ်စရာဒီတော့ဒီဆန်းဆိုင်ကိုဒါလေးချစ်စရာမလေးနည်းနည်းတော့အပြာရောင်ဟာလေးတွေငှားလို့ရတယ်မကျန်းကြီးဟိုဟာရေချိုးပါအိမ်မှာပြောတော့ခလေးတွေဒီနာကိုရေချိုးတယ်တဲလေးတွေကဖြူပွင့်ညာပဲကြည့်လားနိုင်ငယ်လေးတဲလေးတွေတော့ဖြူပွင့်ရဲ့ဟိုးမပိုလီစီယာpolice ကဲဒီမှာရေကြည့်တော့ပဲလေဖြူရေလဲကြည့်တယ်တဲလဲဖြူတယ်ဒါက Gulf of America ဆိုတော့ပင်လယ်ကွေးပေါ့နော်အရင်က Gulf of Mexico လို့ခေါ်တာလေ2025မှာ Donald Trump တက်ပြီးတော့ပြောင်းလိုက်တာနာမည်ကိုဒီမှာဒါလေးတွေကငှားရတယ်ဒါပေမဲ့ဟိုတစ်ခေါက်တုန်းကငှားရတယ်လို့ထင်တာပဲဒါပေမဲ့ဟိုတစ်ခေါက်တုန်းကလေ free တိလားဟိုတစ်ခေါက်တော့ free ဒါပေမဲ့ဒီမှာဟိုတိလားတက်နေထောင်နေတဲ့လူတွေလည်းရှိတယ်ကိုပိုင်တက်လာတယ်ပေါ့နော်သူတို့ကလေးနဲ့ဒီများကိုပိုင်တက်နေထောင်လို့ကြားတယ်လားကဲသွားတော့ဆော့တော့ beach ပေါ်ရောက်ပြီးမှာ hotel ကဒီမှာ hotel ကဒီမှာဒီ hotel တွေတွေ့လားဒါဆိုတညအောင်350လောက်ရှိမှတင်တယ်ကိုရီ hotel ကတညအောင်200ဒီအတန်းမှာဈေးသက်သာဆုံးပဲအဲ့မှာရေဘယ်လောက်ကြည့်လဲသွားကြည့်လိုက်နော်ဒါကပင်လယ်ကွေ့ထဲရရေ Atlantic သမုဒ္ဒရာမဟုတ်ဘူးအဲ့မဲ့သမုဒ္ဒရာပဲပေါ့နော်ဒါပေမဲ့ပင်လယ်ကွေ့တွေရေဘယ်လောက်ကြည့်လဲသွားကြည့်လိုက်ဒီမှာရတဲ့ထုံးနေကြပြီရေကကြည့်လိုက်တာဆိုပြီးတော့လိုက်တဲ့ရေ Clearwater Beach လို့ခေါ်ပါတယ်ရေကြည့်လိုက်တာတာရလိုက်တာနော်ကြည့်ပါဦးကြည့်လိုက်တဲ့ရေကိုယ်လည်းဟုတ်တယ်ငါးပြီးလျှောက်သွားလဲရတယ်ကိုယ်နဲ့နီးနီးလဲရမိုက်တယ်ဒီကတော့ဘာလို့စော့နေလဲသားကူးနဲ့ချစ်ပေနဲ့ရတော့ UFC gym ကိုသွားကြပါလေနော် Clearwater Beach ရဲ့ Florida မှာ UFC ကလာဖွင့်ထားတဲ့ gym ရှိတယ်အဲ့ဒီသွားကြရေလေးတွေကြည့်လိုက်တယ်ပြေးလူတွေလည်းပြေးနေ
ညာလေးထဲမှာငါးတွေတွေ့လို့တဲ့သူကရင်းကတားကြည့်အောင်ငါ့ကိုမြင်နေရတယ်ဒီတော့ပဲငါးတယ်ပမာလည်းမသိဘူးလိုက်တာပဲနေပါလာတယ်မြင်ရတာပေါ့နော်ပြီးတော့ရေကရှိတာ哦ဟေးလက်ကြီးလည်းမလိုက်နဲ့လေဘာလို့တာလက်ခွန်းကိုဝယ်လို့ရှိသေးတယ်ဒီကောင်ရတယ်ဆန်းလို့မိတာအများကြီးရဲ့လို့ကန်းကျင်ရောက်လာတူရနေတာဒီကောင်အမိတာဒီထဲမှာမြင်ရဘယ်နားမှာပြေးလို့မှမမြင်ဘူးဘာတယ်မတက်ချကတတဲ့လေအဲ့လိုပဲကန်းချီကိုငါအုပ်လေးလာဒီလိုခွက်နဲ့လမ်းခတ်တာလေးနေလို့ကြရတယ်။ဒီတယောက်ကငါ့ကိုတော့ပြန်လွတ်လိုက်ပြီ။မောင်ကြီးကနားမှာစော်တယ်။မျက်မှန်ပြုတ်ကြပြီးတော့ဟောဖြစ်သွားလို့မျက်မှန်တော့လိုက်ရှာတယ်။ဒီမှာလာရစားလာကျွေးနေရ။ဒီ Continental Breakfast လေးကမစိုးပါဘူး။ကျက်ဥလေးနဲ့ကျွေးရတယ်တရားနဲ့တရားကျွေးနေကြကြည့်ရတယောက်ကသားမိထင်တယ်ဒါ beach ပါဒီ beach လမ်းမှာဘယ်ဟိုတယ်မှမရှိဘူးအနည်းဆုံးတော့တလန်းကျော်ပဲဟိုတယ်ရှိတာဒီခုကပြင်နေတာဒီခုကပြင်နေတာဟိုတယ်ဒီဟိုတယ်ဆိုရင်တညအောင်350လောက်ရှိတယ်ဒီဟိုတယ်ကတညအောင်မှ200လောက်ပဲရှိတယ်